ကျွန်တော်တခုပြောပြမယ်အခုကြည့်နေတဲ့မိတ်ဆွေတွေမှာဗီဒီယိုတွေဖန်တီးနေတယ်ဒါပေမဲ့ဘာပြောလို့ပြောမှမသိဆိုရင်ဗီဒီယိုမဖန်တီးပါနဲ့ဘာဖြစ်လို့လဲဆိုတော့လူတွေရှိရဲ့ attention လို့ခေါ်တဲ့အရာတခုစိတ်ဝင်စားမှုဆိုတဲ့အရာကိုရဖို့အတွက်အရန်ခတ်လို့ပါနောက်ပြီးကျွန်တော်စကားလုံးတစ်လုံးလုံးရှိပါသေးတယ် attention is the new currency ပေါ့လေဘာလဲဆိုတော့ကျွန်တော် attention လူတွေရှိရဲ့စိတ်ဝင်စားမှုဆိုတာ currency လို့ခေါ်တဲ့ငွေကြေးတစ်ခုဖြစ်လာပါပြီကျွန်တော်တို့မှာဝင်ဘယ်လောက်ရလဲ income ဘယ်လောက်ရလဲဆိုတာလူတွေရဲ့ရှိရ attention ဘယ်လောက်ရတာလဲဆိုတဲ့ဟာတွေတော့ကျွန်တော်တိုက်ရိုက်ထူကြလို့ပြောလို့ရတယ်ဒါဆိုစကားကိုပြောပြတာကျွန်တော်ထင်ခဲ့ဘူးလိမ့်မယ်ခုချိန်နဲ့မိတ်ဆွေတွေမှာ online မှာဗီဒီယိုတွေဖန်တီးတယ်ဒါပေမဲ့ငါ view တွေတိတ်မရဘူးလူတွေငါဗီဒီယိုတိတ်မကြည့်ကြဘူးနောက်ဆုံးတစ်ခုအရေးကြီးဆုံးကတော့လူတွေငါးစီကိုလာမဝယ်ကြဘူးအဲ့ဒါအရေးကြီးဆုံးပဲကျွန်တော်ကိုနဲ့နေဖန်တီးနေတဲ့မိတ်ဆွေတွေကျွန်တော်တို့ business လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုလည်ပတ်နေဖို့အတွက်ဆိုရင် customer လိုတဲ့ client တွေလိုတဲ့ကျွန်တော်တို့ပေးနေတဲ့ product တွေကိုဝယ်ယူနေတဲ့စားသုံးသူဆိုတာအများကြီးလိုတယ်ဒါပေမဲ့ကျွန်တော်တို့ business ရဲ့အသက်သွေးကြောဖြစ်တဲ့ဒီ cash flow ရမစီးစင်းနေရင်ကျွန်တော်ဒီကိုနဲ့နေဖန်တီးနေရွေးချက်ကပါလေအဲ့ဒီတော့ကျွန်တော်တည်တည်ချင်တာ editing တွေမဟုတ်ဘူး online မှာရှိတဲ့ algorithm တွေမဟုတ်ဘူး caption တွေတက်တာတွေလည်းမဟုတ်ဘူး it's script ကိုဘာပြောလဲဆိုတာအရင်ကြီးကြီးတာပထမဆုံးကျွန်တော်တို့ရဲ့ဗီဒီယိုလူတွေမြင်လိုက်ပြီဆိုတော့အကြောင်းတစ်ချက်တစ်ခုရှိရပဲမင်းဗီဒီယိုငါဘာကြောင့်စက်ကြီးတင်တာလဲဒါမှမဟုတ်ရောနောက်တစ်ခုကမင်းဗီဒီယိုကနေငါဘာရမှာလဲဒီမီးကိုနေလူတိုင်းမီးမမီးကိုနေအဲ့ဒီတော့ကျွန်တော်တို့ကဗီဒီယိုအစကတည်းကနေအဆုံးထိတစင်ကြီးတွေတွဲခေါ်သွားနိုင်မယ်ကြီးနေတဲ့မိတ်ဆွေတွေကြီးနေတဲ့ audience တွေဆိုရင်ကျွန်တော်တို့အများကြီးမပြောတော့ပါဘူးတကယ်လို့ခုကြည့်နေမိတ်ဆွေတွေမှာ hook လို့ခေါ်တဲ့လူတွေကိုငါ့ဗီဒီယိုစကြည့်ပြီးဆိုရင်ဘယ်လိုမျိုးဆွဲဆောင်ရမလဲနောက်ပြီး storytelling တွေဘယ်လိုပြောရမလဲလေမှာဘယ်လိုဘဲလူတွေကိုပေးရမလဲဘယ်လိုကိုယ်နဲ့ edition တွေထုတ်ရမလဲနောက်ဆုံးတစ်ခုကတော့ငါလိုချင်တဲ့ရလဒ်တစ်ခုငါ product ပဲဖြစ်စားပဲဖြစ်လူတွေလာဝယ်အောင်ငါဘယ်လိုစကားလုံးတွေပြောလို့ရမလဲဒါတွေကိုကျွန်တော် SCI လို့ခေါ်တဲ့ secret to impact ဆိုတဲ့ program မှာကျွန်တော်အကုန်သင်ပေးထားပါတယ်စစ်စံက line တစ်ခုလုံးထည့်ပေးထားပါတယ်မိတ်ဆွေတွေနဲ့လောက်ရမယ့်အရာတစ်ခုက fundamental လို့ခေါ်တဲ့ chicken the body အားတွေကိုနားလည်ပြီးဆိုတော့ကျွန်တော်ပေးတဲ့ guideline ကိုယူပြီးကိုလိုချင်တဲ့ secret ကိုရေးဖို့တစ်ခုပဲရှိပါတယ်အခုဆိုရင်လည်းဒီ program ကိုကျွန်တော်လည်းအရောက်တရကြော်ပါပါပြီနောက်ဆုံးချိန်ခဲ့တာမိတ်ဆွေရွေးချယ်မှုတစ်ခုပြုလုပ်ဖို့ကြံပါတော့တယ်ငါဒီ secret လို့ခေါ်တဲ့ skill set တစ်ခုကိုငါရအောင်တည်ယူမလားငါရဲ့လုပ်ငန်းအတွက်ဒါမှမဟုတ် investment တစ်ခုအနေနဲ့လုပ်မလားပေါ့လေဒါမှမဟုတ်လုပ်နိုင်တဲ့ဖွဲ့စည်း professional ကိုပဲ leverage တစ်ခုအနေနဲ့အသုံးပြုမလားကျွန်တော်တစ်ခုခုလိုရွေးချယ်ရလိမ့်မယ်မိတ်ဆွေလုပ်ငန်းအတွက် alright ရှင်းဝင်စားမိတ်ဆွေတွေ SCI ဆိုတဲ့ keyword နဲ့ကျွန်တော်ရဲ့ information မှာလာရောက်အနက်လို့ရပါတယ်